တခါတော့ငါတော်ရွာလေးတူရမှာဦးငွေလို့ခေါ်တဲ့အဖိုးတယောက်ဟာသူ့ရဲ့သမီးဖြစ်သူရှေဦးနဲ့အတူနေထိုင်ပါတယ်။သူတို့နှစ်ယောက်ဟာရွာထဲမှာစည်ရဲဆုံးသူတွေဖြစ်ကြပါတယ်။ရွာသူရွာသားတွေအပြင်အိန္ဒိနာကျင်တွေကပါဦးငွေတယောက်ဘဝတလျှောက်လုံးစည်ရဲကျွန်းတွေကမတက်နိုင်တာဟာကန်းကြမ္မာရဲ့အဆုံးဖြတ်လို့ပဲယုံကြည်နေခဲ့ကြပါတယ်။ဦးငွေဟာဘလောက်ပဲစူးစမ်းပန်းစားလုပ်ကိုင်ပါစေစည်ရနွယ်ပါမှုကနေဘလို့မှမလွတ်မြောက်နိုင်ခဲ့ပါဘူး။သူ့ရဲ့ဘဝဟာနေစဉ်နဲ့များပို့ပြီးတော့တောင်စည်ရဲချက်တင်လာခဲ့ပါတယ်။ဒါပေမဲ့လည်းဦးငွေတယောက်ဒီကံကြမ္မာဆိုကြီးကိုဘယ်တော့မှလူမျိုးအရှုံးမပေးခဲ့ပါဘူး။သူလုံးနိုင်သမျှအလုံးကျအလုံးကိုလုတ်ခိုင်းခဲ့ပါတယ်။တော်ရဲသွားပြီးတင်ကုတ်တာတော်ထွက်ပစ္စည်းတွေကိုရှာဝေအောင်ချရခြင်းတန်ဟောင်းအိုးဟောင်းနဲ့အတုံးမလိုတော့တဲ့ပစ္စည်းဟောင်းတွေကိုပါလိုက်လံကောက်ယူအောင်ချပြီးမိသားစုကိုကျွေးမွေးဆောင်ရှောက်ခဲ့ပါတယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာအလုပ်ကျန်းတွေကိုဖေဖေမှန်လုတ်ခိုင်းခဲ့ရတဲ့ပြင်အသက်အရွယ်လေးချင်းလာတဲ့အတွက်ဦးငွေဟာကျမရဲ့ချိုးသေးလာပြီးယောဂဝေဒနာခံစားလာပါရယ်။အရင်လိုအလုပ်ကျန်းတွေမလုံးနိုင်တော့တဲ့အခါမှာတော့စိတ်ကိုတာဖို့အတွက်အကျွေးရတင်လာခဲ့ပါရယ်။ဒါပေမဲ့လေသူ့ရဲ့ယောဂဟာထိုခြားကောင်းမွန်လာခြင်းမရှိခဲ့ပါဘူး။တမင်းဖြစ်သူရွှေဦးဟာသူ့ရဲ့ဖခင်ဦးငွေဒီလိုမျိုးဖျားနာနေရကိုမြင်တွေ့ရတဲ့အခါမှာတော့စိတ်မကောင်းဖြစ်ပြီးအလွန်ပဲဝမ်းနည်းကြီးဝဲနေကြပါရယ်။ဒါပေမဲ့သူမကလည်းကလေးရွယ်ပဲရှိသေးတဲ့အတွက်ဘာမှမတတ်နိုင်တဲ့အခြေအနေမှာမရှိခဲ့ပါဘူး။ဒီလိုနဲ့တနေ့မှာတော့ရွှေဦးဟာဖခင်ဖြစ်သူဦးငွေကိုအခုလိုပဲပြောလိုက်ပါတယ်။ဖေဖေအေးအေးဆေးဆေးပဲနားလိုက်ပါနော်။ဖေဖေဘာမှမပူပါနဲ့။ဖေဖေကိုတာဖို့အတွက်လိုအပ်တဲ့ငွေတွေတမီးပဲရှာပေးပါမယ်။ပြီးတော့အကျွေးတွေကိုလည်းတမီးပဲအကုန်ဆက်ပေးပါမယ်။တမီးရဲ့ဖေဖေတောင်းပန်ပါတယ်ကွယ်။ဖေဖေရုတ်တရက်ကြီးဖျားနာလိုက်ရတဲ့အတွက်အလုပ်တွေအားလုံးဟာတမီးတယောက်တည်းပကုံးပေါ်ရောက်သွားပြီ။အခုလိုအချိန်ဒီမှာတမီးဘာတွေများလုံးနိုင်ပါမလဲ။ဖေဖေကလည်းဖျားနာနေရတယ်။အကျွေးတွေကလည်းဆက်ဖို့ရှိနေသေးတယ်။တမီးပြောတဲ့စကားတွေကိုကြားတော့ဖေဖေတကယ်ပဲစိတ်မကောင်းလိုက်တာ။ဖေဖေမှလည်းဘာမှလုပ်ပေးနိုင်တဲ့အချိန်မျိုးမရှိတော့ဘူး။ဒီကိစ္စကိုဘယ်လိုများလို့ရင်ကောင်းမလဲကွယ်။ဖခင်ဖြစ်သူဦးငွေဟာဘာမှဆက်လို့စရာလမ်းမရှိတော့တဲ့အတွက်အလွန်ပဲစိတ်ပြတ်အားငယ်နေပါတယ်။အဲဒီအခါမှာတော့သမီးဖြစ်သူရွှေဦးဟာဖခင်ကိုအခုလိုပဲပြန်ပြောလိုက်ပါတယ်။ဖေဖေမပူပါနဲ့။သမီးပြောနေရလေ။သမီးမနီလန်တကူရှိပါတယ်။အကျွေးဆက်ဖို့ငွေမရှိဘူးဆိုရင်သမီးကိုပဲအကျွေးရှင်စင်မှာအပေါင်ထားလိုက်ပါလား။အဲ့လိုဆိုရင်သမီးအဲ့ဒီမှာအလုပ်လုပ်ပြီးအကျွေးရဆက်ပေးနိုင်မှာပါ။ပြီးတော့ဖေဖေစေဝါကုတောက်စေရအတွက်လည်းငွေရနိုင်မှာပေါ့။ဖေဖေဘယ်လိုသဘောရလဲ။တမီးဖြစ်သူရဲ့စကားကိုကြားရတဲ့အခါမှာတော့ဦးငွေဟာအလိုမဲချင်းနဲ့တုံ့လောက်သွားပါတော့တယ်။ဖခင်ဖြစ်သူဦးငွေဟာတမီးဖြစ်သူရဲ့အကြံစီကိုလိုဝတမမတူနိုင်ပါဘူး။ဒါမဲ့လည်းရှိဖြစ်ဖြစ်နေတဲ့အခြေအနေနဲ့အခြားချက်ပေါက်မရှိတော့တဲ့အတွက်သူဟာအလိုမဲစိတ်မကောင်းဖြစ်စွာနေပဲသူရဲ့အချစ်ဆုံးတမီးလေးရွှေဦးကိုခေါ်ဆောင်ပြီးအကျွေးရှင်ကြီးဖြစ်တဲ့ဒေါ်နန်းစီကိုတော့ရောက်ပေါင်းနှံဖို့အတွက်အားတင်ပြီးထွက်လာခဲ့ပါတော့တယ်။ဒေါ်နန်းဆိုတာကတော့ရွာမှာအလွန်တရာမှလောဘကြီးပြီးစိတ်ထားကြမ်းတမ်းတဲ့မိမကြီးတယောက်ဖြစ်ပါတယ်။သူမမှာစိန်လို့ခေါ်တဲ့သားတယောက်ရှိပြီးသူ့သားကိုအလွန်ချစ်ရှာပါတယ်။သူမရဲ့သားစိန်ဟာရွှေဝင်းနဲ့အသက်အရွယ်သူညီပေမဲ့မိဘဖြစ်သူဟာသူ့သားကိုအလုပ်ကျန်းတွေမလုပ်စေချင်တဲ့အတွက်အလုံးမလုပ်ခိုင်းမဲ့အိမ်မှာပဲချိန်ပြုံပြီးအိမ်လိုက်စားလိုက်နဲ့နေခဲ့သူပါ။ဦးငွေဟာဒေါ်နန်းစီကိုရောက်တဲ့အခါမှာတော့အခုလိုပြောလိုက်ပါတယ်။ဒေါ်နန်းခင်ဗျာအခုကျွန်တော်လည်းဖျားနာနေတော့အရင်ကချီထားတဲ့အကျွေးတွေကိုပြန်ဆက်ဖို့မဖြစ်နိုင်တော့ဘူး။ဒါကြောင့်ကျွန်တော်သမီးလေးကိုဒေါ်နန်းစီမှာပေါင်ထားပြီးအလုပ်လုပ်ခိုင်းပြီးတော့အကျွေးတွေကိုဆက်စေပါမယ်။ဒေါ်နန်းဘယ်လိုတဘောရလဲခင်ဗျာ။ဒေါ်နန်းဟာဦးငွေပြောလိုက်တဲ့စကားကိုကြားလိုက်တဲ့အခါမှာတော့ခဏသားသိစိတ်သွားပါရီ။ပြီးတဲ့နောက်မှာတော့သူမကအခုလိုပဲပြန်ပြေးလိုက်ပါရီ။အေးလေရတာပေါ့။ဒါမဲ့မင်းတခုတော့မှတ်ထားမယ်။မင်းသမီးကိုငါးစီမှာအပေါင်ထားလိုက်ပြီဆိုရင်မင်းနေနဲ့သမီးအပေါ်မှာဘာခွင့်ရေးမှရှိတော့မှာမဟုတ်ဘူး။ပြီးတော့မင်းသမီးမင်းပိုင်ဆိုင်ခွင့်လည်းရှိတော့မှာမဟုတ်နော်မင်းသမီးကငါပိုင်ဆိုင်မှုဖြစ်သွားပြီအဲ့တော့ငါသူ့ကိုဘာပဲလုပ်ခိုင်းဘာလို့ပဲဆက်ဆံမင်းနေနဲ့ဘာမှပြောပိုင်ခွင့်မရှိဘူးသူ့အကျွေးတွေအကုန်ဆက်ပြီးရဲ့ကြီးငါစီမှာပဲအလုပ်လုပ်ရမယ်ဒီချက်ကိုမင်းတဘောပေါက်လာဦးငွေတယောက်အဲ့ဒီစကားတွေကိုကြားရတဲ့အခါမှာတော့သူ့ရဲ့သမီးလေးအကျွဲအလိုမဲစိတ်မကောင်းဖြစ်ရပါတယ်ဒါမဲ့အချင်းတွေကအတင်းကျပ်ဖိအားပေးနေတဲ့အတွက်သူဘာမှမတတ်နိုင်တော့ပါဘူးနောက်ဆုံးတော့ဦးငွေဟာမြေရီတွေကိုမျိုးသိရင်နဲ့တမင်လေးကိုချခဲ့ပြီးကြောခိုင်းပြန်လာခဲ့ရပါတော့တယ်။ကျော်နဲ့ဟာရွှေဦးကိုရလိုက်တဲ့အချိန်မှာတော့သူမစိတ်ကြိုက်လောက်ခိုင်းလိုက်ပါတော့တယ်။ရွှေဦးဟာအိမ်မှုကိစ္စအလုံးကိုလုပ်ရတဲ့ပြင်မြေတူတာဟင်းသီးရွက်စိုက်ပြတာတွေကြီးအလုပ်ကြအလုံးကိုလုပ်ခဲ့ရပါတယ်။ကြာတင်မကသေးပဲတောနဲ့တဲတီသွားပြီးချင်းခုတ်ခိုင်းတဲ့အလုပ်တွေကိုလည်းရွှေဦးတည်းကနေ့စဉ်နဲ့အမျှပင်ပန်းလုပ်ကိုင်နေခဲ့ရပါတယ်။ဒီနေ့မှာတော့ကျော်နဲ့ကရွှေဦးကိုအခုလိုပဲအမိတ်ပေးလိုက်ပါတယ်။ဟဲ့ရွှေဦးမင်းအိမ်မှုကိစ္စတွေလုပ်ပြီးပြီဆိုရင်အဝတ်တွေလျှော်လိုက်အောင်ပြီးရနဲ့တော်ရဲသွားပြီးထင်းသွားခုတ်ပြီးငါးစင်မှာဝယ်မဲ့သူတွေကထင်းတွေကိုအတောင်းစုံနေအားချလာပြီးအခုချက်ချင်းသွားလို့အိုးတော်နဲ့ရေဒေါ်နဲ့မမြင်ဘူးလား
။သမီးအိမ်မှုကိစ္စတွေကိုတော့မပြီးသေးဘူးလေ။ပြီးတော့မနာရသေးပဲနဲ့အလုပ်ပင်မနေပါပြီ။အခုချက်ချင်းထင်သွားခုတ်ဖို့ဆိုတာသမီးဘယ်လိုလုပ်နိုင်ပါမလဲရှင်။ဟဲ့ရှေ့ဦးနေပါပြောလိုက်တယ်။နေငါပြန်ပြောရည်ပေါ့လေ။ငါပြောတာကိုနေအခုချက်ချင်းလုပ်ရမယ်။ဒေါ်နဲ့ဟာတို့ရတဲ့ကြီးနဲ့အော်ဟစ်လိုက်ပါတယ်။ငါပြောတာကိုနားထောင်။နေမလို့မချင်ငါစီဟာအနားယူခွင့်မလုပ်ရမအောင်။နေဖခင်ရဲ့အကျွေးရအကုန်မကြိတ်မချင်းနေအလုံးလို့ရမယ်။ဒေါ်နဲ့ရဲ့သမီးရဲ့ဘယ်နာမှာထင်သွားခုတ်ခိုင်းမလို့လေ။တမယာအဲ့နေရာတွေကိုတခါမှမရောက်ဘူးလေ။ဟဲ့နေရလေမသိဘူးလား။ရွာရဲ့နောက်ဖက်မှာရှိရတောနဲ့ကြီးလေအဲ့တောတွေမှာထင်းတွေအများကြီးပဲ။အဲ့ကိုသွားပြီးခုတ်ကြည့်။ရွှေဦးဟာအဲ့နေရာကိုကြားလိုက်ရတဲ့အခါမှာတော့ချက်ချင်းပဲကြောက်ရွံ့သွားပါရီ။ရွာသားတွေပြောကြတဲ့အတိုင်းအဲ့တောနဲ့ကြီးဟာအရန်ကအန်တီအများရဲ့တောမျိုးပါ။အဲ့တောတွေမှာဘလူးတရေတွေရှိရလို့လူတွေကယုံကြည်ကြပါရီ။အတူတပြေရလေးရဲ့တစ်ချိန်တရင်နေညတွေဆိုရင်ဘလူးတရေတွေကစုဝေးလေးရှိပြီးအဲ့ချိန်မှာတော်ရဲရောက်နေတဲ့သူတွေကိုဖန်စီခေါ်ဆောင်သွားတဲ့ကြရလို့ပြောစာမဲ့တွေ့ကြပါရီ။အဲ့ဒီအကြောင်းကိုသိထားတဲ့ရွှေဦးဟာကြောက်လန့်ပြီးအခုလိုပဲပြောလိုက်ပါတယ်။အိုးဒေါ်နေရေတမီးအဲ့နေရာကိုတော့မသွားခိုင်းပါနဲ့ဒေါ်နေမသိဘူးလား။အဲ့တော်ရဲမှာဘလူးတရေတွေရှိရလို့ပြောကြတယ်။လူတွေအများကြီးကိုလည်းဖက်ခေါ်သွားဘူးလေ။တမီးတကယ်မသွားရပါဘူးရှင်။ဒေါ်နေဟာရွှေဦးကိုဘလူးတရေတွေရှိရလို့နာမည်ကြီးနေတဲ့တောနဲ့ကြီးတွေကိုနေတိုင်းထင်သွားခုတ်ခိုင်းပါရီ။တရင်နေ့ဖြစ်ဖြစ်ဘလူးတရေတွေစုဝေးတဲ့နေ့ဖြစ်ဖြစ်သူမကယူမဆိုင်ပါဘူး။ဒေါ်နေဟဲ့ရွှေဦးနေငါ့ကိုမသွားရဘူးလို့ပြောရည်ပေါ့။နေကတကယ်ကိုအယူပဲ။နေဖေကငါ့စီမှာအကျွေးရအများကြီးတင်ထားပြီးနေကိုအပေါင်ထားတာဆိုတာနေမိတ်နေပြီလား။နေကငါ့ရဲ့အစေခံပဲ။ငါခိုင်းတဲ့နေရာကိုတော့သွားမယ်။မသွားဘူးဆိုရင်နေဖေဦးပဲ။သွားပြောပြီးအကျွေးရပြန်ဆက်ခိုင်းလိုက်တော့မယ်။ဒီစကားကိုကြားတဲ့အခါမှာတော့ရွှေဦးတရားဘာမှပြန်ပြောရတော့ပါဘူး။စိတ်မကောင်းဖြစ်ပေမဲ့လေဖခင်ဖြစ်သူအတွက်အရေးကြီးစရာမရှိလို့တာကြောင့်ပစိန်ကိုကင်ပြီးတွန်းတဲ့ကြီးတွေကိုမြေဆက်လက်နဲ့ထပ်သွားပါရီ။ရွှေဦးဟာကြောင်းလန့်တကြနဲ့ထင်းတွေကိုအမြန်ဆုံးခုန်နေပေမဲ့ဘလူးတရေတွေရောက်လာမှကိုစိုးရိမ်နေမိပါရီ။ခဏကြာမှတော့တစီတကောင်ပေါ်လာပြီးဟာ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 နေရပါတူလေဒီနေရာကဘလူးတရေတွေစုဝေးတဲ့နေရာဆိုတာမသိဘူးလား။ငါရဲ့အကြီးကဲသားလားတွေ့နေအယိုးတော်မကြောင်စပြစ်လိုက်မယ်။တောင်းမှန်ပါရဲ့ရှင်။တမီးကိုမစားပါနဲ့။ဒီတော့အန်တီရရှိရဲဆိုတာတမီးသိပါရဲ့။ဒါပေမဲ့အကျွေးရှင်ဟာအကျဉ်းခိုင်းလို့လိုက်လာရတာပါ။အေးဒါဆိုရင်လည်းမြင်မြတ်ထက်သွားတော့ငါကြီးကဲလိုက်နေအသက်မရှင်နိုင်တော့ဘူး။တစိပြောက်ွယ်သွားပြီမေရွှေဦးဟာချင်းခုန်မပြီးသေးတဲ့အတွက်ဆက်လုပ်နေရပါရင်။အဲချိန်မှာပဲတစိခေါင်းဆောင်ရောက်လာပြီးရွှေဦးကိုချင်းချောက်ပါရီ။ရွှေဦးဟာကြောင်းလန့်ပြီးသူမရဲ့အဖြစ်မှန်တွေကိုငိုယိုရင်းရှင်းပြလိုက်ပါရီ။တမီးကိုမစားပါနဲ့ရှင်။တမီးကအကျွေးရှင်တော်နေရဲ့စိတ်ခံပါအဖေစီကူကိုငွေလိုလို့ဒီကိုရောက်လာခဲ့တာပါသူမရဲ့စိတ်ရင်းကိုတည်သွားတဲ့အခါတစီကောင်းဆောင်ဟာတနာသွားပြီးရွှေအောင်ကြောက်ခဲတကူကိုပေးလိုက်ပါတယ်ဒီကြောက်ခဲယူသွားပါအိမ်ရောက်ရင်ခေါင်းရင်မှာထားလိုက်ပါမနေ့ကျရင်နေလိုချင်တဲ့စီးစိမ်တွေရလိမ့်မယ်အဲ့ဒါနဲ့နေဖေကိုကုသပြီးအကျွေးရဆက်လိုက်ပါနောက်တစ်ခါဒီနေအောင်မလာနဲ့တော့ရွှေဦးလည်းအဖေဖြစ်သူကိုအကြောင်းဆုံးပြပြလိုက်ပြီးရွှေအောင်ကြောက်ခဲကိုခေါင်းရင်မှာထားကအိတ်ဆက်လိုက်ကြပါတယ်သူတို့သာဘာနေအောင်မနှက်မိုးလင်းတော့ကြောက်ကဲအနီးမှာရွှေငွေတွေပုံနေရကိုတွေ့လိုက်ရပါတယ်။အဲဒီငွေတွေနဲ့အကျွေးတွေဆက်ဖို့ဒေါ်နန်းစီသွားတဲ့အခါဒေါ်နန်းကရွှေငွေတွေကိုမြင်ပြီးလောဘတက်လာပါတယ်။အကြောင်းဆုံးတီးလိုက်ရတဲ့ဒေါ်နန်းဟာတူသားစိန်ကိုအဲဒီတော်တွေပို့လိုက်ပါရီ။စိန်ဘယ်အဲဒီတော်တွေသွားပြီးထင်သွားကော့ရွှေဦးလိုပဲရွှေငွေတွေပြန်တင်လာခဲ့။အမေရဲ့ကျွန်တော်မသွားရပါဘူး။ဘလူးတွေစားသွားရင်ဘယ်လိုလုပ်မှလဲ။နှင်းသွားမယ်။မသွားရင်ငါ့အိမ်မှာမနေနဲ့တော့စိန်တရားအတင်းကျပ်သွားခဲ့ရပြီးတစေကောင်းဆောင်နဲ့တွေ့တဲ့အခါတစေကောင်းဆောင်ကစိန်ရဲ့မိခင်တော်နဲ့ဟာအလွန်လောဘကြီးပြီးလူတွေကိုဖိနှိပ်တယ်ဆိုတာသိသွားပါရီမိမိကလူတွေကိုဖိနှိပ်လွန်းနေမေငါပြန်မလို့ပြီးငါစီမှာပဲနေတော့တော်နဲ့ဟာသားပြန်မလာတဲ့အတွက်နောက်ဆုံးမှာတော့လင်ညာတက်တဲ့မော်စရာအတူကြီးစီသွားပြီးငွေတွေပေးကအကူကြီးတောင်းခဲ့ပါရီမော်စရာအတူကငွေတွေကိုအကုန်ယူပြီးတော်နှန်းကိုလဲစားသွားခဲ့ပါရီနောက်ဆုံးမှာတော့တော်နဲ့ဟာသားလဲဆုံးငွေလဲဆုံးပြီးသူမရဲ့လောဘကြောင့်ပဲဘဝပြတ်သွားခဲ့ရပါရီ